လောက်ကျန်တပ်ဖြတ်မှုရဲ့နောက်ွယ်မှာကြောက်မဲ့ဖွယ်ရာဒီကြောက်စရာလေးကသူ့ကိုလိုက်ပြီးတော့ခြောက်လှန့်နေတာမျိုးဖြစ်တယ်ပေါ့ဒီနေရာမှာအစတတမင်းကြီးကမိကနေပျော်သွားလိုက်တဲ့အချိန်မှာဝိုင်းပြီးတော့သူ့ကိုလှန်နေနဲ့ထိုးချသလိုစိတ်နှလုံးတုန်လှုပ်ခြောက်ခြားစွာခံစားရတော့လန့်ပြီးတော့အော်တယ်အနာနာရှိတဲ့အဆောက်တွေကရှင်မင်းကြီးဘာဖြစ်တာတော့ဘာဖြစ်တာတော့ဆိုထုတ်ပြောရမှလဲရှက်တယ်ဘာမှမဖြစ်ပါဘူးလို့ဒီလိုလန့်လန့်ပြီးတော့ရောင်းရောက်ပြီးတော့អော်ခဲ့ရတဲ့ညတွေကြောင့်မလို့သူညမအိတ်ချင်အိတ်ရမှာကိုသူဆက်ဆုပ်တယ်ဒါကြောင့်မို့အခုလို့တစောင်းမုန်းလာပြည့်နေ့ညကြီးမှာအမတ်တွေကိုအနာနာခေါ်ထားပြီးတော့နန်းရင်ပြင်ကလာသဆောင်ကြီးပေါ်မှာထိုင်ပြီးစကားစမြည်ပြောတာသူ့အတွက်စိတ်ပြေလက်ပြောက်ဖြစ်တယ်ပေါ့အဲ့ဒီမှာအဇဒတမင်းကြီးကနှုတ်ထဲကနေသူ့ရဲ့စိတ်လှုပ်ရှားမှုကိုဖော်ပြတယ်ကောင်းကင်ကိုမောကြည့်လိုက်တယ်ရာသီဥတုကလည်းတစောင်းမုန်းလာပြည့်နေ့ဆိုတာဟာမိုးလေးလကုံဆုံးတဲ့နေ့လည်းဖြစ်တယ်အဲ့ဒီအိုင်နေထဲမှာလည်းပဲကြာမျိုး၅ပါးပွင့်လန်းနေတဲ့အခါသမယဖြစ်လို့အလွန်တင့်တယ်လှပလို့သူ့ရဲ့နှုတ်ကနေပြီးတော့ညဟာတော်တော်ตาရတဲ့ညကြီးပဲအပြစ်ကင်းတဲ့ညကြီးဟာလှလိုက်တာမှတ်တမ်းတင်စရာကောင်းလိုက်တာဆိုပြီးတော့အမတ်တရဲ့ကြားမှာသူကဘာပြောလိုက်တော့ဆိုရင်ဒီလိုตาရလှပတဲ့ညမှာငါစိတ်နှလုံးအေးချမ်းအောင်တရားဓမ္မဟောပြောပေးမဲ့ဘယ်လိုတမနာပြမနာမျိုးကိုငါစိတ်ကပ်ရင်ကောင်းမလဲစိတ်နှလုံးတုန်လုံးခြောက်ခြားနေတဲ့ပုဂ္ဂိုလ်ဟာသူ့စိတ်ကိုပြေရာပြေချောင်ပြောနိုင်မဲ့ပုဂ္ဂိုလ်မျောလင့်နေတာဟာတဘာဝပဲပေါ့အဲ့ဒီအချိန်မှာအနန္တမှာခြံရံဝိုင်းဝန်းခါစားနေကြတဲ့အမတ်တွေကတယောက်ပြီးတယောက်